ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါပြောင်းမှုခင်းထဲမှာရှိတဲ့စာကြောရုပ်ရဲ့ကြောက်စရာဇလန်းတွဲကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ဇလန်းရဲ့အစမှာတော့တငယ်ချင်း9ယောက်ကကားစီးပြီးတော့ခီးတစ်ခုထွက်လာခဲ့ကြတယ်တငယ်ချင်းတဲ့မှာ Chris ကတော့ကားမောင်းလာပြီးတော့ Johnny ကရှေ့မှာ Chris နဲ့ထိုင်နေပါတယ်သူတို့တွေကဒီနေ့နွေရာသီမှာဘာလုပ်ကြမလဲဆိုတာကိုဆွေးနွေးနေကြတယ်ကားရဲ့နောက်ခန်းမှာတော့ Scott, Brian နဲ့ Natalie တို့ကထိုင်နေကြတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်ကြီးကန်းတစ်ကောင်ကကားရဲ့လေကားမှန်ကိုဝင်တိုက်လာခဲ့တယ်။ကားကလည်းအချိန်မထိန်နိုင်ပဲနဲ့လမ်းမေးကိုထိုးကျပြီးတော့တိမ်းမောက်သွားခဲ့တယ်။ကားမောက်ပြီးတိတ်မကြောင်မှာပဲတငယ်ချင်းအုပ်စုတွေကတတိပြန်လဲလာခဲ့ကြတယ်။တို့ထဲမှာ Johnny ဆိုတဲ့တငယ်ချင်းတယောက်ကတော့ပျောက်နေအောင်တို့ဒီထားမိလိုက်တယ်။ဒီလိုနဲ့တို့တငယ်ချင်းအကြောင်းမှာဘာလို့ရမလဲဆိုတာစကားရှိတင်ဖြစ်လာခဲ့ကြတယ်။တို့ရဲ့မနီးမွေးမှာလေတော်ရင်တိန်ကိုတို့တွေ့တော့အဲ့ကိုသွားဖို့တို့ဆုံးဖြတ်လိုက်တယ်။ Brian နဲ့ Scott ကပြောင်းမှုခင်းကိုဖျက်ပြီးတော့အဲ့အိမ်ဒီကိုတွားဖို့လှုပ်လာကြတယ်။ Netherlands Creek ကတော့ကားအောက်မှာပဲထိုင်ဆောက်ခဲ့ကြတယ်။ငွေချင်းနှစ်ယောက်ကလမ်းလျှောက်လာရင်းနဲ့လမ်းပြောင်းနေတယ်လို့ခံစားချက်ကိုခံစားလာရတယ်။တိတ်မကြခင်မှာပဲသူတို့လျှောက်လာရင်းနဲ့ကားအပြက်ကြီးတစ်ခုကိုသူတို့တွေ့လိုက်တယ်။ပြောင်းမှုခင်းကပုံစံမှန်တာကိုသူတို့သတိထားမိလာခဲ့တယ်။ Brian ကကားအပြက်ကြီးကိုကြည့်လိုက်တော့ကြီးကန်းနေကြောင်းဒီကားကတိမ်မောင်းဖြစ်သွားတာကိုသူသတိထားမိလိုက်တယ်။ဒီလိုနဲ့တငယ်ချင်းနှစ်ယောက်ဆက်လျှောက်လာတဲ့အချိန်မှာတနေရာမှာတာကြောက်ကျုပ်တစ်ခုချိတ်ဆွဲထားတာကိုတွေ့လိုက်တယ်ပြီးတော့ Scott ကသူတို့ဘယ်နေရာရောက်လဲကြည့်ဖို့အတွက်တာကြောက်ကျုပ်တိုင်ပေါ်သူကတက်ပြီးတော့နေရာကိုကြည့်လိုက်တယ်ပြီးတော့အိမ်ရဲ့ဒီနေရာကိုသူကကောင်းရှာတွေ့လိုက်တယ်ကားမှာကြံတဲ့တငယ်ချင်းတယောက်ကတော့ကားကိုပြင်ဖို့ကြိုးစားနေတယ်ကောင်မလေးကတော့ခြောက်သွားရင်းနဲ့ပြောင်းမှုခင်းထဲမှာကောင်လေးတယောက်ကိုမတော်တဆတွေ့လိုက်မိတယ်အဲ့ဒီအချိန်မှာ Brian တို့တငယ်ချင်းတယောက်ကလည်းအိမ်ကြီးချစ်ကိုရောက်လာခဲ့ရတယ်အိမ်ထဲကိုဝင်ကြည့်တော့အင်ကြီးကစွန့်မြစ်ခံထားတာကိုသိလိုက်တယ်။ဒါပေမဲ့ပေါ်ထက်ကနေအတန်တစ်ခုကိုတို့ကြားလိုက်ရတယ်။ကောင်မလေးကလည်းကောင်လေးကိုတွေ့လိုက်တော့သူကလိုက်ရှာနေခဲ့တယ်။ဒါပေမဲ့မတော်တဆလမ်းဘေးမှာစာကြောရုပ်တရက်ကိုမတော်တဆတွေ့လာခဲ့တယ်။စာကြောရုပ်ကိုကြည့်တော့လူသားတွေကိုတွေ့လာတယ်။ကောင်မလေးအော်တောင်ကြားတော့ Chris ကကောင်မလေးစီကိုပြေးလာပြီးတော့ကောင်မလေးကိုဆွဲထုတ်ပြီးတော့ကားစီကိုခေါ်လာခဲ့တယ်။ကောင်မလေးက Brian တို့ကိုရှာဖို့ဆိုပြီးတော့အလောကြီးနဲ့ပြေးထွက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာအိမ်ကြီးမှာတော့ Brian နဲ့ Scott ကအိမ်ပေါ်ကိုတက်လာခဲ့တယ်။တကားကိုဖွင့်ပြီးတော့အခန်းထဲကိုဝင်လာတော့ပျောက်နေတဲ့ Johnny ကဆက်ရှုံနေအောင်သူတို့တွေ့လိုက်တယ်။တွေးတန်သေးနဲ့ဆက်ရှုံနေအောင်သူတို့တွေ့လိုက်တယ်။ Johnny ရဲ့လက်ဒီမှာလည်းတန်ချောင်းတွေရိုက်ထွင်းထားပြီးတော့သူကစာချရုပ်ဝတ်စုံကိုချုပ်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲမီးကပြတ်သွားခဲ့တယ်။ Brian တို့ကိုရှာဖို့လောကြီးထွက်လာတဲ့ကောင်မလေးကလည်းပြောင်းဝင်ခင်းထဲမှာလမ်းပြောင်းနေပြီးတော့ရုတ်တရက်သူ့ဘေးကနေပြီးတော့အရာတစ်ခုကလင်းမြန်ဖြတ်တန်းပြီးတော့သူမကိုတစ်ခုခုနဲ့ပိုင်းဖြတ်တာခံလိုက်ရတယ်။ကျန်းတငယ်ချင်းတွေကလည်းသူမရဲ့အတန်ကိုကြားဒါပေမဲ့သူမကိုတစုံတစ်ခုကအဝေးကိုဆွဲရတာကိုခံလိုက်ရတယ်။ယောက်ျားလေးတွေကသူမကိုလိုက်ရှာဖို့ကြိုးစားရင်မဲ့နေဝင်သွားခဲ့ပါပြီ။လာရအောင်မှာဓမီတလက်နဲ့သူမကိုလိုက်ရှာနေတဲ့အချိန်တနေရာမှာဇောက်ထိုးကြီးရှီခံထားရတာကိုတကိုယ်လုံးမှာလည်းတွေးတွေအပြည့်နေပဲ။သူမကိုခြိထားတဲ့ကြိုးကလုံနာကိုမြင်လိုက်တော့Brian ကပြေးသွားကြည့်တော့လေဘာမှမတွေ့လိုက်ဘူး။ Crick ကကောင်မလေးရဲ့မျက်လုံးကြီးဖျန်းကနေပွင့်လာတော့တွေ့လိုက်တော့လန့်ဖြန့်ပြီးတော့အင်ကြီးစီကိုပြေးထွက်သွားခဲ့တယ်။အင်ရှိကိုရောက်တော့တငယ်ချင်းနောက်တစ်ယောက်နဲ့စုံပြီးတော့စုံတစ်ယောက်ကသူတို့နောက်ကနေပြီးတော့လိုက်နေရဆိုတော့ပြောလာတယ်။ငါတို့ထွက်သွားဖို့လိုတယ်ဆိုပြီးတော့ပြောလိုက်တယ်။ Brian ကတော့ကောင်မလေးကိုတော့ဆွဲထုတ်ပြီးတော့ခြိပြီးတော့ထွက်ပြေးလာခဲ့တယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးကိုခြိထားတဲ့ကျိုးကဆောင်းဆွဲတာကိုခံလိုက်ရပြီးတော့ပြန်ပါသွားတယ်။ Brian ကကျိုးစီကိုပြေးသွားပြီးတော့စာကြောရုပ်ကိုတွားပြီးတော့ထိုးလိုက်ပြီးမဲ့စာကြောရုပ်ကတက်မဲ့နေခဲ့တယ်။နောက်တဲ့စာကြောရုပ်တွေကသူ့ရှိကိုပေါ်လာခဲ့တယ်။ Brian ကကြောနဲ့ပခုံးမှာတန်ရာကြီးရလာခဲ့တယ်။ Brian ကအင်းကြီးစီကိုအမြန်ပြေးလာခဲ့တယ်။နောက်ကလည်းစာကြောရုပ်တွေကသူတို့နောက်ကိုလိုက်လာခဲ့တယ်။သူတို့တငယ်ချင်းတွေကအိမ်ထဲကိုဝင်လာတော့ဆက်ရှုံနေတဲ့ Johnny ကပျောက်နေအောင်တွေ့လိုက်တယ်။အိမ်ကြီးပတ်လည်မှာပြောင်းမှုကင်းနေပြီပဲကားစီကိုတော့ပြန်သွားဖို့မလွယ်တော့ဘူး။တငယ်ချင်းတွေကတိုင်ပင်ပြီးတော့တူတူအပြင်ထွက်ဖို့သုံးပြလိုက်ကြတယ်။ပြောင်းမှုခင်းရဲ့ဘေးဘက်ကနေပတ်လျှောက်လာတော့တာကြောရုပ်ကပြောင်းမှုခင်းထဲမှာချိတ်ဆွဲထားတာကိုသူတွေ့လိုက်တယ်။အိမ်မှာကျန်တဲ့ Chris ကတော့အိမ်ထဲမှာပုံတွေကိုလိုက်ပြီးတော့ကြည့်နေခဲ့တယ်။ Brian နဲ့ Scott ကတော့အပြင်မှာလိုက်ရှာနေတဲ့ကားပြတ်တွေကိုသူတွေ့လိုက်တယ်။လေကာမန်တွေကလည်းပျက်စီးနေအောင်သူတို့တွေ့လိုက်တယ်။ဒါပေမဲ့အဲ့ဒီထက်က Chevy ကားတစ်စီးကတော့အကောင်းတိုင်းရှိနေအောင်သူတို့တွေ့လိုက်တယ်။ဒါပေမဲ့ကားတော့သူတို့မတွေ့ဘူး။ကားဂရောင်မှာလိုက်ရှာတော့
ကြီးတန်းချို့ကိုတွေ့လိုက်တယ်စကတ်ကတော့စာကြောရုပ်ကိုတွေ့တော့အနာကပ်ပြီးတော့ကြည့်ဖို့လှုပ်လိုက်တယ်အဲ့ချိန်မှာစာကြောရုပ်ကသူ့ကိုလမ်းဆွဲပြီးတော့စကတ်စာကြောရုပ်ဖတ်တာကိုခံလိုက်ရတော့သူကအမြင်တချို့ကိုသူကမြင်လိုက်ရတယ်လေသမားနှစ်ယောက်ကဝတ်တကောင်ပေါ်နေခဲ့တယ်တတိနေနေတဲ့သူ့သားကိုလည်းဒီဝက်ကိုလာပေါ်စမ်းဆိုပြီးတော့ဆွဲခေါ်လာတဲ့ပုံရိပ်တွေကိုစကော့ကမြင်လိုက်ရတယ်ဘရိုင်ယန်ကတော့သူ့ကိုတတိပြန်လဲလာအောင်လှုပ်လိုက်တယ်အိမ်မှာကျန်တဲ့ခရစ်ကတော့တစ်ခုကိုကောက်နေနေတဲ့တဲရောက်ကတကားဝနေပြီးတော့ထွက်လာတော့မြင်လိုက်တယ်တွေ့တဲ့ဓာတ်တက်ကိုဆွဲပြီးတော့နောက်ကနေပြီးတော့လိုက်ဖို့လုပ်တယ်အခန်းတစ်ခုတည်းလဲရောက်ရောမီးလုံးကပွင့်လာတယ်ဗလင်းမောက်ကိုကြည့်လိုက်တဲ့အချိန်မှာတဲရောက်ကအောက်ကိုပြေးဆင်းသွားတာကိုသူကတွေ့လိုက်တယ်အဲ့ဒီအချိန်မှာတွေးလိမ့်လိမ့်နဲ့နာသာလီကအခန်းထဲဝင်လာပြီးတော့သူ့ရှိမှတင်အရှိုးဆက်ကိုထိုင်ပြီးတော့ဆက်ရှုပ်ဖို့လှုပ်လာတယ်ဘရိုင်ယန်နဲ့စကော့ကလည်းအင်စီကိုပြန်လာခဲ့ကြတယ်ခရစ်ကိုအော်ခေါ်ပေမဲ့ခရစ်ကအိမ်ပေါ်မှာတကားဖွင့်မရဘူးဖြစ်နေခဲ့တယ်သူတို့တွေကတကားကိုဖွင့်ဖို့ကြိုးစားရင်မဲ့လော့ကျနေခဲ့တယ်နာသာလီကတော့သူမရဲ့လက်တွေကိုတန်နေနဲ့ရိုက်ပြီးတော့ဆက်ကိုစပြီးတော့ချုပ်နေခဲ့တယ်ဘရိုင်ယန်ကတော့ခရစ်ကိုတကားပေါက်ကနေခုန်ချလိုက်ဖို့အတွက်ပြောလိုက်တယ်နာသာလီကခရစ်ခုန်ချတော့မှတွေ့တော့သူမရဲ့အကြည့်ရခရစ်ကိုရောက်သွားခဲ့တယ်ဗရင်မောက်ကစောင့်ပိတ်သွားပြီးတော့ဘရိုင်ယန်လက်ကိုညှက်သွားတယ်ဗရင်မောက်ကနေပြုတ်ကျပြီးတော့တတိလည်းမိသွားခဲ့တယ်ဘရိုင်ယန်တို့ကအပေါ်ပြေးတက်လာခဲ့ပေမဲ့ခန်းထဲမှာဘယ်သူမှမတွေ့တော့ဘူးခရစ်ပြန်လဲနိုးလာတော့ငါတို့နာသာလီကိုဘယ်မှရှာမတွေ့တော့ဘူးတော့သိလိုက်တယ်ခရစ်ကသူမတိတ်နေပြီစကော့ကတော့ငါတို့ဒီအမြန်ထွက်သွားမှဖြစ်မယ်ခရစ်ကကားတော်၅စီမှာဘရိုင်ယန်ကတော့ငါတို့နာသာလီကိုအရင်ရှာဖို့လိုတယ်စကော့ကအိမ်ပြန်ထွက်လာတော့သူတချို့ဟာထပ်ပြီးတော့မြင်လာခဲ့တယ်နေသားရဲ့တနည်းလေကွင်းထဲမှာခုနကလေသမားတွေကစာကြောရုပ်ကိုကြည့်နေခဲ့တယ်တတိနေတဲ့လေသမားလေးကကျန်တဲ့တယောက်ကိုတရွင်းနဲ့ထိုးတက်ပလိုက်တယ်စကော့တတိလည်းပြန်ရလာအောင်ညတဲ့တကောင်ပြောင်းခင်းထဲမှာရောက်နေအောင်တတိထားမိလိုက်တယ်အဲ့ချိန်ရုပ်တရက်ဆောင်းဆွဲခံလိုက်ရပြီးတော့တိုင်တစ်ခုမှတန်းလိုင်းဖြစ်သွားတယ်စာကြောရုပ်ကသူ့ရှိပေါ်လာပြီးတော့လက်သေးနဲ့သူ့ကိုကုတ်ချစ်ပြီးတော့တက်ဖြတ်နေခဲ့တယ်အဲ့ချိန်ဘရိုင်ယန်ပေါ်လာပြီးတော့စကော့ကိုကယ်ထုတ်လာခဲ့တယ်စကော့ကလည်းသူ့အာယုံနဲ့ဘာကြီးထပ်တွေ့လာလဲဆိုတာကိုသူတို့ကိုပြောပြလိုက်တယ်ခရစ်ကတော့ဒီနေရာနေပြီးတော့ထွက်ပြေးကြဖို့ပြောတယ်စကော့ကတော့ဘရိုင်ယန်နဲ့ပဲနေမယ်ဆိုပြီးတော့ကြံနေခဲ့တယ်ဘရိုင်ယန်တို့ကအိမ်ရဲ့မြေအောက်ထပ်ကိုဝင်သွားပြီးတော့ကြည့်လိုက်တဲ့အချိန်မှာတာချာရုပ်တစ်ခုကတနက်တလက်ကိုကင်ထားတာကိုတွေ့လိုက်တယ်အဲ့ဒီအချိန်မှာပဲထွက်ပြေးသွားတဲ့ခရစ်ကတော့ရှယ်ဗီကားကြီးကိုပြောင်းမခင်းတဲ့ကိုတကုံထိုးမောင်းလိုက်တယ်မကြခင်ပဲကားစာကြောရုပ်ချီထားတဲ့တိုင်ကိုတိုက်မိပြီးတော့ရက်တန်သွားခဲ့တယ်ကားဘောနဲ့မှာစာကြောရုပ်တစ်ကောင်တွေ့လိုက်တယ်ကားတကားကိုကြိုးစားပြီးဖွင့်မရအောင်စာကြောရုပ်နောက်တစ်ကောင်ကကားဘေးကနေပြီးတော့သူ့ကိုတိုက်ခိုက်လာတယ်လေးကားမောင်ချိုးပြပြီးတော့စာကြောရုပ်ကထဲ့ကိုဝင်လာဖို့ကြိုးစားနေစာကြောရုပ်မျက်နှာဖုံးကိုဆွဲဖယ်လိုက်တော့သူ့တငယ်ချင်းဂျွန်နီဖြစ်နေအောင်တွေ့သွားတယ်အဲ့ချိန်ဘရိုင်ယန်ရောက်လာပြီးတော့ခရစ်ကိုကားထဲအမြန်ထွက်ခိုင်းပြီးတော့ပြေးဖို့ပြောတယ်နောက်စာကြောရုပ်တစ်ကောင်ကဘရိုင်ယန်စီရှောက်လာပေမဲ့နာသာလီဖြစ်မယ်ထင်ပြီးတော့သူကပြစ်ဖို့တွန်းဆုံနေခဲ့တယ်။အဲ့ချိန်မှာပဲတိုက်ခတ်ခံလိုက်ရတယ်။စကတ်ကတော့နောက်ထပ်အမြင်တွေကိုထပ်ပြီးတော့မြင်လာရတယ်။သူ့တငယ်ချင်းကိုတက်လိုက်တဲ့လေသမားအိမ်ပြန်ပြီးတော့စာကြောရုပ်ဝုစုံချုပ်လိုက်တယ်။အဲ့ဝုစုံကိုသူ့တငယ်ချင်းကိုပို့ပေးပြီးတော့စာကြောရုပ်တိုင်မှာသူကကတ်ရှိပလိုက်တယ်။အဲ့ဒီချိန်မှာပြန်ပြေးလာတဲ့ခရစ်ကတော့အိမ်ကိုပြန်ရောက်လာပြီးတော့စကော့ကိုတိုက်မိသွားတယ်။ပြီးတော့စကော့ကလည်းခရစ်ကိုဖြစ်ချောင်းလူတွေအကုန်လုံးကိုပြောပြလိုက်တယ်။တက်ခံရတဲ့လူကစာကြောရုပ်အနေနဲ့ဘယ်လိုပြောင်းလဲခံလိုက်ရတာကိုသူကရှင်းပြတယ်။အဲ့ချိန်ဘရိုင်ယန်အိမ်ထဲဝင်လာပြီးတော့အိမ်ပေါ်တက်သွားတယ်။ရှေ့ရလူတွေတိုင်းတက်ရှုံနေခဲ့တယ်။ခရစ်ကလည်းနောက်ကနေလိုက်သွားတယ်။ခရစ်ကအရှိုးသက်အောက်ကသူ့မီးချက်ကိုပြန်ယူဖို့ကြိုးစားနေတယ်။ဘရိုင်ယန်ကဆက်ရှုပ်တာကိုရက်လိုက်ပြီးတော့ခရစ်ကိုဂျူးကြီးနဲ့ကြည့်လိုက်တယ်။ခရစ်ကသူ့မီးချက်ကိုကောက်ပြီးတော့လိမ့်မြန်ထွက်ပြေးသွားတယ်။ခရစ်နဲ့ဘရိုင်ယန်ကလည်းလမ်းတစ်လျှောက်ဒက်စီကိုလောင်းပြီးတော့ရှယ်ရီကားစီကိုထွက်ပြေးလာခဲ့ကြတယ်။အဲ့ချိန်ဘရိုင်ယန်ကလည်းစာကြောရုပ်ဝုစုံကိုချုပ်လို့ပြီးသွားခဲ့တယ်။တငယ်ချင်းတစ်ယောက်ကစာကြောရုပ်ရဲ့တိုက်ခိုက်မှုကိုစခံလိုက်ရပြီးတော့ထွက်ပြေးလာခဲ့ကြတယ်။စာကြောရုပ်ကိုလည်းတက်နဲ့ပြန်ပစ်ဖို့ကြိုးစားကြတယ်။ပြင်းနဲ့တငယ်ချင်းတစ်ယောက်ကဘရိုင်ယန်အိမ်ထဲကနေပြီးတော့ပြေးထွက်လာပြီးဆိုတော့တိထားမိတယ်။တငယ်ချင်းတစ်ယောက်ကလမ်းခွဲပြေးပြီးတော့ပြန်တိုက်ခိုက်ဖို့ကြိုးစားကြတယ်။ခရစ်ကတက်နဲ့ကိုကင်ထားပြီးတော့ဘရိုင်ယန်တိုက်ခိုက်လာရင်ပြန်ပစ်ဖို့ကြိုးစားတယ်။ဒါပေမဲ့ဘရိုင်ယန်ကခရစ်ကိုတန်လက်သေးနဲ့တိုက်ခိုက်ပြီးတော့တတ်ဖို့ကြိုးစားတယ်။ဘရိုင်ယန်မတ်ကိုချွတ်လိုက်တော့မြေပြင်ပေါ်လဲကျသွားတယ်။
Sky ကတော့ပြောင်းမကင်းကြီးကိုမီးရှို့ဖို့ကြိုးစားနေတယ်မီးချစ်ကအလုံးမလုံးနေဘူးအဲ့ချိန်စာကြရုပ်ကသူ့ကိုနောက်ကနေတိုက်ခတ်လိုက်ပြီးတော့ကျိုးနဲ့ဒီလိုတိုက်ဆွဲသွားတယ်တိုင်မှာတွဲလောင်းရှိပြီးတော့သူ့ကိုတေတက်ပလိုက်တယ် Sky အမြင်အာယုံထဲကတရွံ့တွေ့တော့ Chris ကကောက်ယူပြီးတော့စာကြရုပ်ကိုထိုးတက်ပလိုက်တယ်ထွက်ပြေးဖို့ကြိုးစားရမယ်ခြိထားတဲ့ကြိုးတွေကြောင့်မလွတ်မြောက်နိုင်ခဲ့ဘူးဒီလိုနဲ့ပဲ Chris ကထိုးတက်ခံလိုက်ရတယ် Sky ကတော့ထွက်ပြေးနေလမ်းမပေါ်ရောက်တော့အားကုန်ပြီးတော့လဲကျသွားတယ်လူနှစ်ယောက်ကိုတွေ့တော့အော်ခေါ်ဖို့ကြိုးစားရမယ်စာကြရုပ်ကိုတွေ့လိုက်တော့သူကမအော်နိုင်ခဲ့ဘူးအဲ့ဆုံတွေကလည်းသူ့ကိုတွေ့တော့ပြေးလာပြီမဲ့အဲ့ဒီချိန်မှာ